ဘာပြောရမှန်းမသိအောင်ကိုလှရက်တော့ချီကွင် brand လေးမတို့မကြသူ့ရဲ့ပိတ်စာအသားလေးဒီလိုအနုလိုင်းလေးမှာမတို့အနီးကပ်ကြည့်လှလိုက်တာနော်သူ့ပိတ်စာလေးကလေဒီလိုမျိုးချီဖို့မှာအကွက်ကလေးအသားအရန်ကောင်းတယ်လုံးဝမှလီနေဒီကောင်ရဲ့ပိတ်စာဘိုးကြီးပဲတော့မတို့တကိုက်ကိုမတို့2000နာကတ်နေပြီပေါ့နော်ဒါလေးကိုမတို့ဘယ်လောက်နဲ့ရမယ်ထင်လို့လဲ15500နဲ့ရမှာတစ်ထည့်ကို15500နှစ်ထည့်ကို3000ကဲမပြူလို့ပြောနေကြတစ်ထည့်ဝဲတစ်ထည့်လက်ဆောင်ဈေးထက်တောင်တန်နေပြီเนาะအပြင်မှာဆိုတာ3000ခွဲလောက်မိုင်းတို့ပေးကိုပေးရပြီဒီ quality ဆိုအော်အေးဟုတ်သားပဲလီနင်သားလေးကိုအစ်ဆက်နေတာပဲဆိုပြီးရင်လက်ကမမတို့အကြိုက်ဒါကျဲသီးအရှင်နှလုံးနဲ့လုပ်ပေးထားတယ်ခေါင်းစွပ်လှလှလေးလူကခေါင်းစွပ်ကြီးပဲတီးတတ်ဆိုလည်းမကြိုက်ကြဘူးပေါ့နော်ချို့ကတော့ခက်လို့ဆိုပြီးတော့ကာလာလိုင်းကစက်နေအောင်လိုင်းလာတယ်ကာလာရွေးလို့မရအောင်စိုက်ရွေးလို့ရတယ်15500နဲ့ပဲယူပါရှက်တစ်ဆိုင်ကို6ထည့်ယူမယ်ဆို VVIP ဈေးထပ်လုပ်ပေးမယ်ကဲကာလာလိုင်းလိုက်ကြည့်မယ်နီညိုလေးပါမယ်ပန်းခရမ်းလေးပါမယ်စေဆွဲလေးပါမယ်ငှက်ခါးရောင်လေးပါမယ်ကလာအသားမကြည့်ပန်းဘေးတာခဲဒေါနာစိန်ကြံရီဘိုးပြာကဲဒါလေးဆိုငပိအောင်ဘလို့လှတယ်အကုန်လှတော့ပန်းထိုးကိုမမရေနော်လှနော်ပန်းမှာထိုးထားသေးတယ်နော်ကဲဒါမျိုးကိုချုပ်ဝင်ငွေ15500နဲ့မမတို့ဒီအင်ကြီးမပြောနဲ့အနံ့အောင်ရှူလို့မရအောင်ဒီအင်ကြီးလက်တောင်မရအောင်15500နဲ့နော်အရန်တက်တယ်နော်အဲ့တော့မိုင်းလက်တွက်ဖို့လိုလိမ့်မယ်နော်ပစ္စည်းကောင်းတွေ့ပြီဆိုရင်မိုင်းတို့ကြိုက်တယ်လို့သူများလဲကြိုက်တယ်